အားလုံးပဲမင်္ဂလာပါဒီနေ့ sharing တစ်ခုလုပ်သွားချင်တာလေးကတော့လက်ကနေကိုလည်းဈေးဝယ်ရရှိတယ်ကိုလည်းပတ်စံများများအသုံးပြုခြင်းနဲ့ပတ်စံများများသုံးပြီးတော့ပတ်စံလည်းပြန်ရမယ် application လေးတစ်ခုကို sharing လုပ်သွားချင်တာပါဒါကတော့စင်ကာပူနိုင်ငံမှာရှိတဲ့သူတွေအတွက်ကိုလည်းပစ္စည်းရမယ်ပတ်စံလည်းများများပြန်ပြီးတော့ချက်ချင်း cashback ပြန်ရတာပါ cash တော့မဟုတ်ဘူးเนาะကိုယ့်အကောင့်တွေကိုချက်ချင်းပတ်စံပြန်ဝင်လာတဲ့ application ဖြစ်ပါတယ်ဒီ application ကနောက်ဇူလိုင်31ဆိုရင်ပြီးပါပြီအချိန်နဲ့အများကြီးကျန်သေးတဲ့အတွက်ကိုလည်းအချိန်ရတယ်ပေါ့နော်အဲ့အတွက်လုံးနည်းလေးရော application name လေးရော sharing လုပ်ခြင်းဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့ freezer experience လေးကို download လုပ်ပြီးသွားပြီဆိုရင်အဲ့ဒီကို account ဖွင့်ဖို့လိုပါတယ်စင်ချင်းစီသူ step by step လေးလိုက်လုပ်ကြည့်လိုက်ပါလွယ်ကူကူပဲ account ဖွင့်လို့ရပါတယ်ဖုန်းနံပါတ်နဲ့ရောဖုန်းနံပါတ်ရဲ့နေရာလိပ်စာရဲ့ဖြည့်ရမှာပါနော်ဒီ refer code နေရာလေးမှာတော့ကို့မှာတငယ်ချင်းတွေရှိရပဲရှိရဖြစ်ဖြစ်မရှိလို့ကျွန်တော်ရဲ့ refer code လေးလည်းအသုံးပြုလို့ရပါတယ်တယောက်နဲ့တယောက်point နေရတာပေါ့နော်ကိုလည်းဖွင့်ပြီးသွားရင်ကိုမိသားစုကိုကိုယ့်ရဲ့ refer code လေးပေးပြီးတော့ point တွေထည့်ရအောင်လုပ်လို့ရပါတယ်ဒါကတော့ကျွန်တော်ရဲ့ refer code လေးဖြစ်ပါတယ် QC2C5W ဖြစ်ပါတယ်သုံးပြုခြင်းလည်းရပါတယ်သုံးမပြုခြင်းလည်းရပါတယ်ခင်ဗျာအဲ့ဒါပြီးသွားရင်ကိုယ့်ရဲ့ဖုန်းနံပါတ်လေးကိုထည့်လိုက်ပါနော်ဖုန်းနံပါတ်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုprivacy ဖြစ်တဲ့အတွက်ရိုက်ပြတော့ပါဘူးဒီအစင်းလေးပြီးသွားပြီဆိုရင်တော့ကုတ်ကလေးကြမယ်ကြပြီးသွားရင်သူကကျွန်တော်တို့ဖြည့်ရရှိရည်ဆက်ဖြည့်ရပါမယ်နေရာလေးစာတွေ poster code တွေ birthday date တွေအကုန်ဖြည့်ပြီးသွားပြီဆိုရင်ဒီလိုလေးပေါ်လာပါပြီကိုယ့်ရဲ့ QR code လည်းပုံမယ်ကိုယ့်ရဲ့ refer code လည်း sharing လုပ်လို့ရပါပြီတကယ်ချင်းတွေရောအခု promotion ကတော့အခုမြင်နေရတဲ့ roll in $12အရမယ် promotion bonus လေးဖြစ်ပါတယ်သူရဲ့လုံနည်းတွေလည်းဒီမှာအကုန်လုံးရှင်းပြထားပါတယ်ကိုကတချို့မလုပ်တတ်တဲ့သူတွေမသိသေးတဲ့အတွက် sharing လုပ်ခြင်းဖြစ်ပါတယ်ကိုကဒေါ်လာအနည်းဆုံး280ဝယ်ရမယ် limit က$2000တစ်တင်ကို$2000ထိသုံးလို့ရမယ်$280ဝယ်တိုင်းချက်ချင်း$12ကျပ်ပေါင်းထည့်ပေးပါတယ်292ကျပ်ဖြစ်ပါတယ်ကျွန်တော်တို့ကမနေ့ကဒေါ်လာ1000ကျော်ကိုဝယ်တာဖြစ်တဲ့အတွက်ဒီထည့်ကနေပြီးတော့အချိန်ပေါင်းများစွာ30ကျော်တော့ဝယ်လိုက်ရပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဝယ်တော့ bank transaction တွေအများများလာတယ်ဖြစ်တဲ့အတွက်ဘဏ်က limit ပြည့်သွားတယ်ဖြစ်တဲ့အတွက်တရက်ထက်မှဖြစ်သွားတယ်ဖြစ်တဲ့အတွက်ကိုကဝယ်မယ်ဆိုရင်ရက်ကြိုးပြီးတော့အချိန်အကြာကြီးယူပြီးတော့ဝယ်လို့ရပါတယ်ဇူလိုင်31မှာကုန်မှာဖြစ်တဲ့အတွက်ACC ဝယ်ယူပြီးတော့ပတ်စံဖြည့်ထားပြီးတော့ကိုလိုချင်တဲ့အမောက်9000ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်ဝယ်မှာဆိုရင်တော့အချိန်ယူပြီးတော့လုပ်စီချင်ပါတယ်ဘာလို့လဲဆိုတော့တစ်ချိန်ကို12ကြိမ်ရမှာဖြစ်တဲ့အတွက်အကြိမ်များသုံးလေဒီထက်မှအမောက်များလာပြီဆိုရင်ကိုကအခုပေါ့နော်ကျွန်တော်တို့ကမနေ့က Causeway Point မှာဝယ်တာဖြစ်တဲ့အတွက် Causeway Point ကိုရွေးချယ်လိုက်ပါတယ်ကိုက Causeway Point ကိုရွေးချယ်ပြီးသွားပြီမောနေကိုဝယ်မဲ့မောရဲ့နေကိုနာမည်ကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီမောမှာကိုဝယ်ခြင်းတဲ့ပစ္စည်းကိုအဲ့ဒီအမောက်ဒီ QR code ကို scan ဖတ်ပြီးတော့ပတ်စံရှင်းလို့ရဖြစ်ပါတယ်အဲ့မှာကိုက280ဝယ်လိုက်ရင်292ကျပ်ဖြစ်သွားတယ်ကိုကအချိန်များဝယ်လေများပို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒေါ်လာ1000ခန့်နဲ့သုံးခဲ့တဲ့အတွက်မနေ့က400ကျော်ပေါ့နော်400ကျော်ဒေါ်လာ400ကျော်အလကား promotion ရလိုက်ပေါ့နော်အဲ့400ကျော်နဲ့ပဲဒီဝယ်တဲ့ပစ္စည်းကိုငွေရှင်းခဲ့သလို
အဲ့1000အပြင်မှာဒေါ်လာ1000အပြင်မှာသူတို့ရဲ့ရှိရတဲ့ဒေါ်လာ400ကျော်နဲ့ပေါင်းရှင်းခဲ့တယ်လို့အဲ့ဒီထဲမှာကိုသုံးလိုက်တဲ့1000အောင်မှာသူက point တွေထပ်ပြန်ရပါတယ်အဲ့ point တွေကတော့ကိုကအဲ့ဒီထဲမှာပဲငွေပြန်ဝယ်လို့ရပါတယ်2000 point ဆိုရင်10ရပါတယ်1000 point ဆိုရင်5ချက်ရပါတယ်အဲ့ဆိုတော့ကိုကအဲ့ဒီဟာတွေကိုဝယ်ပြီးတော့လေအဲ့ဒီဟာတွေကိုအဲ့ဒါနဲ့ပဲပတ်စံထပ်ရှင်းလို့ရပါတယ်ပတ်စံမလောက်ဘူးဆိုရင်ပတ်စံလောက်သည်ဖြစ်ဖြစ်မလောက်သည်ဖြစ်ဒီ point တွေအကုန်သုံးနေတယ်ဆိုရင်အဲ့ဒါနဲ့ပဲအကုန်လုံးရှင်းခဲ့လို့ရပါတယ်အဲ့ဆိုတော့ကိုယ့်ရဲ့ပတ်စံကိုဝယ်ခြင်းတဲ့အမောင့်ကဒေါ်လာ1500ပဲဖြစ်ဖြစ်9500ပဲဖြစ်ဖြစ်1500ဖြစ်ဖြစ်အဲ့ထဲကနေမှကိုက point နေနဲ့ပြန်သုံးလို့ရတယ်လို့သူတို့ပေးတယ်12ကျပ်280ဖြည့်တိုင်း292ကျပ်280ပဲဖြည့်ပါဘာဖြစ်လို့ဆိုတော့အဲ့အောက်လည်းဖြည့်လို့မရသလိုအဲ့အထက်ဖြည့်ရင်လည်း290ဖြည့်တယ်သူတို့က12ကျပ်ပဲပြီးမှဖြစ်တဲ့အတွက်ကိုဝယ်ခြင်းနဲ့အမောင့်ကိုချိန်ပြီးတော့တခါတည်းဝယ်ပြီးတော့ကိုဘယ်လောက်ပြန်ရတယ်ဆိုတော့ကိုတွက်လို့ရတာပေါ့နော်ဒါလေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အခုကအချိန်အများကြီးကြာပါသေးတယ်ဇူလိုင်31စီသွားမှာဖြစ်တဲ့အတွက်ဒီဟာ limit မရှိပါဘူးတစ်ခါဖြည့်တိုင်းကျွန်တော်တို့ကဒေါ်လာ280ဖြည့်ရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေါ်လာ1000သိန်းဖြည့်လဲရပါတယ်သူကဒိုးဝင်မဲ့လို့တစ်ခါ cash သူတို့ရှိကနေငွေဖြတ်မှာတော့ဒေါ်လာ2000ထက်ရောလို့မရပါဘူးအဲ့အတွက်ကျွန်တော် try ကြည့်ရတော့6ကြိမ်ပဲရပါတယ်280ကို6ကြိမ်ဖြည့်လို့ရပါတယ်1952ကျပ်ပြည့်သွားပြီဖြစ်ရင်ဒီကိုပေးမဲ့အမောင့်ဆိုင်ကနေပြီးတော့အရင်ဆုံးအဲ့ပတ်စံကိုအရင်ဖြတ်လိုက်ပါဖြတ်ပြီးသွားရင်ဆိုမှနောက်တစ်ချိန်ထပ်ဖြည့်ပါထပ်ဖြည့်ပြီးသွားရင်ကိုလိုချင်တဲ့အမောင့်ရရင် stop လို့ရပါပြီကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေအားလုံးပဲ bye bye ပါကျေးဇူးအများကြီးတင်ပါတယ်